မေးအိတ်ထဲမှာပါလဲပြပါဘယ်နေရာရောက်နေလဲရင်ပြောလိုက်အောင် ဖုခက်ကကာတာကမ်းခြေမှာပါ beach မှာပါ coffee ဆိုင်လေး ကော ပေါ့ ်ဖီဆိုင်မှာပါဟုတ်ကဲ့ပထမဆုံးပြမယ့်ဟာကပါလဲ မျက်မှန်လေးမျက်မှန်မပါရင်ဘာမှမမြင်ရလို့တစ်ချက်ခရီးတစ်ဆိုင်နဲ့ထည့်လာတာဖြစ်တယ်နောက်တစ်ခုကတော့အန်တီပြုံးရဲ့ဟိုပါပေါ့ကက်ရှမီးယားပြန်လက်ဆောင်အိတ်ကလေးဒီပေါ့ဒါတွေကအန်တီပြုံးရဲ့လက်ဆောင်ပါ ဟုတ်ကဲ့ဒီတော့ရော ဒါကတော့မပါမဖြစ်ဖုန်းနှလုံး ဖုန်းနှလုံး ဒါကတော့အားကုန်သွားရင်သွင်းဖို့အသွင်းကျိုး အသွင်ကျိုးပါပြီးတော့အမေကြီးကပါပါလာလား ဟောပန်းပါပါတယ် ဟုတ်ကဲ့ ဒါတွေကတော့သမီးဝယ်ပေးတဲ့ပေါ်ပါလေး စင်ကြီးရဒါပေးရလဲ ခြုံလိုက်အောင်မနော်ဒါအင်ဒိုကဝယ်လာတဲ့ပေါ်ပါလေးပါ every တစ်စိတ်တွေပဲနဲ့ဒါပေမဲ့ဝယ်လာတာကအင်ဒိုကဝယ်လာတာပါ ဒါကတော့ပူရင်ပြတ်တာ ဒါတွေကရက်တောင်လေးပါ ပြီးတော့ရော ပြီးတော့ဒါကအမေရအမိုက်ထဲတဲ့အိတ်ကလေးယူလာတာဒါတော့မေရဲ့ passport စာအုပ် အိမ်ထဲတဲ့အိတ် အိမ်ထဲတဲ့အိတ် အန်ရင်ထဲတဲ့အိတ်ကလေးပါအဲ့ဒါလေးပါလာတယ်ကုန်းပါပြီဒါတွေကတော့ဟိုပါပေါ့နော်ဘန်းငွေပါပတ်ထားတာ သိတဲ့သူမြင်လို့ရှိရင်တော့ဒါသိပါတယ် ဘန်းငွေလေးပါ ပြီးတော့ရော ပြီးတော့ဒါကလင်းပေါ်မှာစထောင်းလေးဖြစ်ရင်ရေးဖို့ဘောပင်လေးဒီမှာဒါတော့တ िश ူးလေးရေးပေါ်သုံးဖို့အမြင်ရပေးထားတယ်အဲ့ဒါလေးပါစနိုးတာဝါလေးပါနောက်ပါသေးတယ်ဆိုတော့မပါမဖြစ် အဲ့ပါလေ မချမ်းနေဘူးလေ နှခမ်းနေလားနှခမ်းနေဟွာပန်ဘောဘင်းခဲတန်နှခမ်းနေ ဒါပုံရဲ့ပုံကဟိုဟာဂျိုးတရားကိုမသွားခင်ပေးခဲ့တဲ့အခန်းကြီးဒါလေး ဟုတ်ပြီကျေးဇူးပါ ကျေးဇူးပါရှင်ပုံလည်းကျေးဇူးပါကပောင်းပေးပါပါတယ်ကုန်ပါပြီဒါပဲပါပါတယ် ပါပြီ